ဖယားလောင်းဟာဖယားဖြစ်ဖို့ရန်ဆူတောင်းတဲ့ဘဝတုန်းကသူ့မိသားလို့အမည်ရှိပြီးထင်ရှားတဲ့တထေးသားဖြစ်ခဲ့ဦးပါတယ်။သူ့ရဲ့မိဘတွေဟာသူငယ်ရွယ်စဉ်ကပဲကွယ်လွန်သွားကြပါတယ်။ရွှေငွေဥစ္စာရတနာတွေအမြောက်အများကျန်ရစ်ခဲ့ပါတယ်။အသက်16နှစ်ရှိပြီးပညာတတ်မြောက်တဲ့အခါမှာပစ္စည်းလေးမင်းကြီးကပစ္စည်းအလုံးကိုသူ့အားလွှဲအပ်ပေးပါတယ်။အဲ့ဒီအခါမှာသူ့မိသားတထေးသားကလေးကငါရဲ့ဘိုးဘွားမိဘတို့ဟာပစ္စည်းကိုရှာယုံသာရှာတတ်ကြပြီးယူမသွားတတ်ကြပါလားငါကတော့ဒီပစ္စည်းတွေကိုစွန့်ကြဲပေးကမ်းပြီးမှကုသိုလ်ကိုငါ့နောက်ပါအောင်ယူသွားမယ်လို့စဉ်းစားမိပါတယ်ဒါကြောင့်ရဏတိုက်တွေကိုဖွင့်ပြီးအလိုရှိသူယူရေးကြလောလို့ကြွေးကြော်စွန့်ကြဲပြီးဟိမဝန္တာတောသို့ထွက်ခွာကာယသိဟန်ပြုသွားခဲ့ပါတယ်ဖယားလုံးသူ့မိသားရှင်သည့်ဟာဇံအပင်ငင်ရပြီးကောင်းကင်ခီးနဲ့ကြွာသွားစဉ်ဒီပင်ကရာမြတ်စွာဘုရားကြွလာတော်မူဖို့ရာမာမြို့သူမြို့သားတို့လမ်းပြင်နေကြတာကိုတွေ့တော့ကောင်းကင်မှာဆင်းလို့နေရာတစ်ခွက်ကိုတောင်းယူပြင်ဆင်ပါတယ်။အဲ့ဒီအချိန်မှာပဲဖယားရှင်ဟာယဟန်တာတွေနဲ့အတူကြွလာတော်မူတဲ့အတွက်ပြင်လို့မပြီးသေးတဲ့ရှင်လုံးပေါ်မှာရှင်ရသေးဟာမိမိကိုယ်ကိုတရားခင်းပြီးမှောက်ဆင်းလှူဒန်းပါတယ်။အဲ့ဒီအချိန်မှာသူ့မိသားအမည်ရှိတဲ့အမျိုးသမီးကလည်းကြာပန်း8စီးအနဲ့9စီးကိုဖယားရှင်ကိုလှူဖို့ရတိရဲ့လက်တွင်းပေးကမ်းပြီး3စီးကိုတော့သူကိုယ်တိုင်လှူဒန်းပါတယ်။ဖယားရှင်ဟာသူတို့နှစ်ဦးရဲ့အနာဂတ်ကိုဆင်ခြင်တော်မူပြီးဤရှင်ရတိဟာဂေါရမဘုရားဖြစ်လိမ့်မယ်။ဤအမျိုးသမီးကပါရမီဖြစ်လိမ့်မယ်လို့ပြရိတ်ပေးတော်မူပါတယ်။ဖယားလုံးဟာလေးတင်ကြီးနဲ့ကဘာတသိန်းတိုင်အောင်ပါရမီကုသိုလ်တွေကိုဖြည့်ကျင့်ပြီးဖယားမဖြစ်မီတဘဝမှာတုတိတာနတ်ပြည်မှာသေတကေတုအမည်ရှိတဲ့နတ်မင်းဖြစ်ခဲ့ပါတယ်။ဒီနတ်မင်းဟာနတ်တဲ့စိတ်လို့စုတည်ဖို့အချိန်နီးလာတဲ့အခါစัจ java လာကဘာတသောင်းကနတ်မြမာတွေဟာဖယားအလုံးဆိုင်ရာတုတိတာနတ်ပြည်ကိုစုပေါင်းလာရောက်ကြပြီးအခုလိုတောင်းပန်ကြပါတယ်။အရှင်နတ်သားအရှင်ဟာလူနာစည်းစိမ်ကိုခံစားဖို့ရာပါရမီတွေကိုဖြည့်ကျင့်ခဲ့သည်မဟုတ်ပါ။တရားတွေကိုကယ်တင်နိုင်တဲ့ဖယားဖြစ်ဖို့ရာဖြည့်ကျင့်ခဲ့ခြင်းဖြစ်ပါတယ်။ယခုကဖယားဖြစ်ဖို့ရာအချိန်တန်ပြီဖြစ်လို့နတ်ပြည်မှစုတည်ပြီးလူပြည်မှာပရိသေတည်နေတော်မူပါ။အဲဒီလိုတောင်းပန်ကြတဲ့အတွက်ဖယားအလောင်းနတ်သားဟာလူပြည်မှာပရိသေနေဖို့ဝန်ခံတော်မူပါတယ်။ဝါဆိုလပြည်နေမှာမေတော်မာယာဟာမနေ့စောစောမှာပဲအလှူဒါနာကြီးပြုလုပ်ပြီးဥပုသ်သတင်းစောင့်တည်နေခြင်းဖြစ်ပါတယ်။အဲဒီနောက်ရက်ဒီပေါင်းနဲ့ပြည့်စုံတဲ့အခန်းဆောင်ကိုဝင်ပြီးတလွန်တော်ပေါ်မှာလျောင်းဆက်အိပ်ပျော်နေခြင်းထူးဆန်းတဲ့အိမ်မက်တစ်ခုကို
မြင်မဲ့ခဲ့ပါလေအဲ့ဒီအိမ်မက်ထဲမှာနတ်မင်းကြီး၄ပါးတို့ဟာသူ့ကိုဟိမဝန္တာမှာရှိတဲ့စေးရန်မင်းတီလာကြောက်ဖြာအပေါ်ကိုတလွန်တော်နဲ့တကွဆောင်ယူကြပြီးအင်ကြီးမင်းကြီးအောက်မှာခြာထားကြတယ်အဲ့နောက်နတ်မီဘုရားတို့ကအနောတရေအိမ်မှာရေချိုးပေးကြနောက်ဝတန်းစားတွေစင်ရင်ပေးကြပြီးမှငွေတောင်တွင်းမှာရှိတဲ့ရွှေဘိမှန်တဲကိုသွင်းပြီးအိယာထက်မှာအိတ်စီကြတဲ့အဲ့ဒီအခါဘုရားလုံးဟာစင်ပြူတော်ပုံသဏ္ဍာန်နဲ့သူ့ရဲ့နေရာရွှေတောင်ပေါ်မှာဆင်းသက်ပြီးငွေတောင်စီကိုလာရွှေဘိမှန်ကိုဝင်ကမေတော်မာယာရဲ့လက်ရဘက်နံပါးကိုဖောက်ပြီးမှဝန်းပိုက်တွင်ဝင်ရောက်တယ်လို့အိမ်မက်မြင်မဲ့ခဲ့ပါလေဘုရားအလုံးပရိသေရီနေလို့ဆယ်လပြည့်မြောက်တဲ့ကစုံလပြည့်နေ့မှာမေတော်မာယာဟာသူ့ရဲ့ဆွေတော်မျိုးတော်တွေရှိရာဒေဝရကပြည်ကိုသွားလိုကြောင်းတုတ်တော်ရဏမင်းထံမှခွင့်တောင်းခဲ့ပါလေတုတ်တော်ရဏမင်းဟာကပိလဝပြည်ကဒေဝရကပြည်ကိုသွားရလမ်းခီးတစ်လျှောက်လုံးကိုတန်စာဆင်စေပြီးမင်းငန်းမင်းသားနဲ့ထွက်တော်မူစေပါလေလမ်းခီးမှာမေတော်မာယာဟာလုံမဏီအင်ကြီးဥယျာဉ်တော်ကိုခိတ္တဝင်တော်မူပါလေအဲ့ဒီအချိန်မှာဥယျာဉ်တစ်ခုလုံးဟာအင်ဂျင်မန်းတွေပူးပွင့်နေလို့အလွန်ตายရတာပေါ့မေတော်မာယာဟာအင်ဂျင်လိုင်းကိုလက်တော်နဲ့လှမ်းဆွဲကင်လိုက်စင်ပါပဲဝင်းတော်လှုပ်ရှားလာတဲ့အတွက်အဝတ်များကာယံစေပြီးမတ်တက်ရက်လျက်အနေထားနဲ့ဘုရားအလောင်းတော်ကိုဖွားမြင်တော်မူပါတယ်ဒီအခါဗြဟ္မာမင်းတွေကပေစာတစ်ပည့်နဲ့ခံယူကြပြီးမေတော်အားပြသကဖုံးတကုန်းရှိသောသားယရနာဖွားမြင်ပါပြီလို့ပြောဆိုကြပါတယ်ဘုရားလောင်းတော်16နှစ်အရွယ်ရှိတဲ့အခါကမဲတော်တုတ်တော်နာမင်းကြီးဟာဆွေတော်မျိုးတော်မင်းများထံကိုသမီးရတနာဆက်တာဖို့ရာဇသံပေးခဲ့ပါတယ်။သမီးရှင်မင်းများဟာဘုရားလောင်းကိုအစင်းသာလာပြီးပညာမတတ်တဲ့သူလို့ကဲ့ရဲ့ကြပြီးသမီးရတနာကိုမပို့ဘဲနေကြပါတယ်။ဒီအကြောင်းကိုတုတ်တော်နာမင်းကသားတော်အားပြောပြတဲ့အခါအဲ့ဒီအချိန်ခါတုန်းကအခက်ခဲဆုံးလေးတက်ကိုပြသဖို့ဝန်ခံလိုက်ပါတယ်။ဒီကနေပြည်တော်မှာထင်ရှားတဲ့လေးဆရာတွေကိုနန်းတော်ရင်းမြစ်မှာစုယုံစေပြီးလေးဆရာ၄ယောက်ကိုအရက်လေးမျက်နှာမှာထားကဘုရားအလောင်းကိုယ်တိုင်ကတော့အလဲမှာနေပြီးအသင်တို့ငါ့ကိုတပြိုင်နဲ့ပြစ်ကြလောလို့ပြောလိုက်ပါတယ်ဘုရားအလောင်းတော်ဟာဆရာ၄ယောက်တို့ပြစ်လိုက်တဲ့မြားတွေကိုမထိအောင်မြားတစ်စင်းနဲ့ကာကွယ်နိုင်ပါတယ်အဲ့လိုလေးတက်ပြပြီးမှဆက်တာလာတဲ့သမီးကညာတွေအနက်ကရတော်တရားနဲ့နန်းသိမ့်ပွဲခံယူပါတယ်ဘုရားလောင်းတော်တက်တော်29နှစ်ရှိတဲ့အခါဥယျာဉ်တော်ကိုထွက်တော်မူခဲ့ပါလေ
အဲ့ဒီအခါမှာသူဟာဗြဟ္မာမင်းတွေဖန်ဆင်းပြတဲ့သူအိုသူနာသူသေးယဟန်ဆိုတဲ့နမိတ်ကြီး၄ပါးကိုမြင်ရတော့လောကမှာနေဖို့အလွန်ပဲထိတ်လန့်ကြောက်ရွံ့သွားပြီးဒီနေ့ပဲတော်သို့မြန်ပြီးယဟန်ပြုတော်မယ်လို့ကြံစီတော်မူပါတယ်။အဲ့ဒီအချိန်မှာပဲသားတော်လေးဖွားမြင်ကြောင်းကိုတန်တော်ဦးတင်လာကြပါတယ်။အဲ့ဒီနောက်မှာဖះလောင်းတော်ဟာနန်းတော်ကိုပြန်ကြွပြီးခိတ္တမြဆက်တော်ခေါ်ပါတယ်။နိုးလာတဲ့အခါအိပ်ပျော်နေကြတဲ့နန်းတွင်သူမောင်းမှများစွာကိုတွေ့မြင်ပြီးတုတ်တန်လို့ထင်မြင်လာတဲ့အတွက်လွန်စွာဆက်ဆုပ်ညီးငွေပြီးအခုပဲတောထွက်တော်မယ်လို့ဆုံးဖြတ်တော်မူပါတယ်။ဆန္ဒအမတ်ကိုကနကမြင်းတော်ဆက်သားဖို့အမိန်ပေးပြီးတခါမှမမြင်တွေ့ရသေးတဲ့သားတော်လေးကိုရှုစားဖို့ရသော်ရရဲ့စောင်းနှန်းကိုကြွလန်းတော်မူခဲ့ပါတယ်။ဘုရားအလောင်းတော်ဟာရတော်ရီယာဆောင်နှန်းကထွက်ခွာပြီးမြေပြင်ကိုဆင်းသက်လာပါတယ်။အဲဒီနောက်အစဉ်သင့်ပြင်ထားတဲ့ကနကမြင်းတော်ကိုစီးပြီးဆန္ဒအမတ်ကမြင်းမီးကိုဆွဲကင်လို့တကောင်ချိန်မှာတောထွက်တော်မူပါတယ်။မြို့တကားအနီးရောက်တဲ့အခါမန္တမင်းဟာကောင်းကင်မှာရပ်ပြီး9ရက်ကြာလျင်စัจ जा ယရနာဆက်ရောက်ပါတော့မည်။တောမထွက်ပါနဲ့လို့တားဆီးလာပါတယ်။ဒီအခါဘုရားလောင်းကအိုမန္တစัจ जा ယနာဆက်ရောက်လာမည်အကြောင်းကိုငါသိပြီးဖြစ်တယ်။ထိုစัจ जा ယနာကိုငါအလိုမရှိပါဖျားဖြစ်ပြီး၍တရားများအားကဲတင်နိုင်ခြင်းကိုသာငါအလိုရှိသည်လို့ပြန်ပြောလိုက်ပြီးမြို့တကားဆောင်နတ်သားကအစဉ်သင့်ဖွင့်ထားတဲ့တကားကထွက်တော်မူရမှာနတ်မြမအပေါင်းတို့ကလည်းခြံရံထားလို့တိတ်ကိုကြည်နူးစရာကောင်းလာပါလေ။တကောင်ချိန်မှာတောထွက်တော်မူလာတဲ့ဘုရားလောင်းဟာမနေ့လင်းတဲ့အခါအနော်မာမြေကမ်းကိုဆက်ရောက်တော်မူပြီးကနကမြင်းတော်အစွန်းနဲ့ရှစ်ဥဒ္ဓဘဝေးကွာတဲ့တစ်ဖက်ကမ်းကိုကြော်လှမ်းတော်မူပါတယ်။အဲဒီနောက်ဝတ်ဆင်ထားတဲ့အဝတ်တန်းစားတွေနဲ့မြင်းတော်ကိုဆန္ဒအမတ်အားလွှဲအပ်ပြီးတိုင်းပြည်ကိုပြန်ကြဖို့ဆေလွတ်တော်မူကားအနော်မာတောင်ပြင်မှာစံတော်မြတ်ကိုတန်လျက်နဲ့ပယ်ဖြတ်တော်မူပါတယ်။ဒီလိုပယ်ပြီးတဲ့နောက်ဘုရားဖြစ်မိမှန်လျင်စံတော်သည်ကောင်းကင်မှာတည်ပါစေသာလို့အဋ္ဌံပြီးမြောက်လိုက်တဲ့အခါကောင်းကင်မှာတည်နေတဲ့စံတော်ကိုတရားမင်းကရွှေကလတ်နဲ့ခံယူပြီးဒါရင်သာနတ်ပြည်မှာဆူလာမိစီတည်ထားပါတယ်။အဲဒီနောက်ဘုရားလောင်းတော်ဟာဂရိကာရဗြဟ္မာဆက်ကလာတဲ့သင်္ကန်းနဲ့ယဟန်ပြုတော်မူပါတယ်။ဟိုလဲတော်ပစိုးကိုလည်းဂရိကာရဗြဟ္မာမင်းကပဲယူဆောင်ပြီးဗြဟ္မပြည်မှာဒုတဇေဒီတည်ထားကိုးကွယ်ခဲ့ပါတယ်။
ဖျားလုံးဟာရဟန်းပြုပြီးနောက်9 ရက်လောက်ကြာတဲ့အခါရာဇုံမြို့ကိုကြွလာပြီးစွန့်ခံဝင်တော်မူပါတယ်။အဲ့ဒီခေတ်ကယသိယဟန်ဆိုသူတွေထဲမှာတပ်ပယ်တင့်တယ်သူကိုတွေ့ရဖို့ခက်ခဲပါတယ်။မတင်မတဲနဲ့တက်ကြီးရွယ်အိုကြီးများကိုသာအများအပြားတွေ့နေရတဲ့မြို့သူမြို့သားတွေဟာအရွယ်အားဖြင့်29 နှစ်မျှသာရှိသေးပြီးမဟာပုရိသအမတ်လက္ခဏာစုံလင်စွာပါတဲ့ဘုရားအလောင်းတော်ကိုတန်အံ့တော်ကြည့်ရှုကြပါတယ်။ဘုရားအလောင်းဟာစွန့်ခံပြီးလို့ပန္နဝတောင်ကိုကြွတော်မူပြီးစွန့်ဖုံးပေးစဉ်မှာဗိမသာယမင်းလည်းရောက်ရှိလာပါတယ်။မင်းကြီးဟာဘုရားအလောင်းရဲ့ရုပ်လက္ခဏာကိုမြင်ုံမျှနဲ့ဇက်မြင့်နဲ့မင်းသားတစ်ပါးဖြစ်နိုင်တယ်လို့စဉ်းစားပြီးထီးနန်းစည်းစိမ်ကိုလွှဲရပါတယ်။ဘုရားအလောင်းဟာထီးနန်းစည်းစိမ်ကိုမလိုလားပဲဘုရားသာဖြစ်လိုကြောင်းမိန့်တော်မူတဲ့အခါမင်းကြီးကဘုရားဖြစ်တဲ့အခါပထမဆုံးကြွလာဖို့တောင်းပန်လိုက်ပါတယ်။ဘုရားလုံးတော်ဟာယဟန်ပြုပြီးတဲ့နောက်ဆရာဖြစ်တဲ့သူကိုရှာရမှာအာလာရနဲ့ဥဒကယသိတို့ကိုတွေ့ခဲ့ပါလေ။အဲ့ဒီယသိတွေထံကလောကီဇန်လောက်ကိုပဲနီးခံရတဲ့အတွက်အားရတင်းတိမ်ခြင်းမရှိပဲတရားသူကိုဆက်လက်ရှာဖွေရင်းဥရဝေလတော်သို့ရောက်တော်မူခဲ့ပါလေ။အဲ့နောက်သေနာနီကုန်းကိုဆွမ်းခံဝင်ပြီးဆွမ်းဖုံးပြီးတော်မူပြီးတဲ့နောက်ဆွမ်းခံကြွရတာကိုတော့တရားအလုပ်အနောက်ရှဲလို့ထင်လာတဲ့အတွက်ဒုက္ခရစိယကိုစတင်ကျင့်တော်မူပါတယ်။ဒုက္ခရစိယဆိုတာတာမန်လူတို့ကျင့်နိုင်ခဲ့တဲ့အကျင့်ကိုခေါ်ပါတယ်။ကျင့်ပုံအစဉ်ကစွန့်မစားပဲအလိုလိုကြွေကြတဲ့တစ်သီးကိုသာကောက်ယူစားခြင်းဖြစ်ပါတယ်။အဲဒီနောက်တစ်ပင်ရှိရာကိုသွားမကောက်ပဲမိမိတစ်ပင်အောက်ကတစ်သီးကိုပဲကောက်ယူစားပါတယ်။အဲဒီနောက်တစ်သီးတစ်လုံးနှမ်းတစ်စီဆန်တစ်စီလောက်ကိုသာစားပါတယ်။အဲဒီလိုအစာကိုလျှော့တဲ့အတွက်အသွေးအသားမရှိတော့ပဲစိုးပြေဝင်းဝါတဲ့အစင်းတော်ဟာလည်းညုံမဲတွေးချောက်ပြီးအယိုးနဲ့အရေးသာကြံတော့ပါလေ။ဥရဝေလတော်ရဲ့အနီးသေနာနီကုန်းကြီးမှာသူဇာတာဆိုတဲ့တတိကတော်တူရှိခဲ့ပါလေ။သူဟာအပြိုဘွားတုန်းကညောင်မင်းကြီးကိုသွားပြီးတတိသားကိုရဖို့နဲ့သားဦးရဖို့စုပန်ခဲ့ပါလေ။အဲ့ဒီစုတောင်းပြေဝခဲ့တာညောင်မင်းဆောင်နတ်မင်းကြီးကမဆာတာကြောင့်လို့ထင်ပြီးနှစ်စဉ်ပူဇော်လေးရှိပါလေ။အလောင်းတော်ဟာလေ6 နှစ်ပတ်လုံးပင်ပန်းလာတဲ့အကျင့်နဲ့တရားသူမရတဲ့အတွက်စွန့်အာဟာရကိုမျှတအောင်ဖုံးပေးပြီးကျင့်တော်မူနေပြီဖြစ်ပါလေ။အလောင်းတော်ဟာတက်တော်35 နှစ်ပြည့်မြောက်တဲ့ကစုံလပြည့်နေ့မနေ့စောစောအချိန်မှာအဲ့ဒီညောင်မင်းအောက်ကိုရောက်ရှိတော်မူနေစဉ်သူဇာတာဟာသူ့ရဲ့ကျေးဇူးရှင်နတ်မင်းလို့ထင်ပြီးတသိန်းတန်ရွှေခွက်နဲ့တကွာကနာနိုစွန်းကိုဆက်ကပ်လှူဒန်းပါလေ။ဘုရားအလောင်းတော်ဟာနေရင်စရာမြေကမ်းမှာအဲ့ဒီစွန်းကိုဖုံးပြီးတော်မူပြီးတဲ့နောက်ယနေ့ဘုရားဖြစ်ပြီးမှန်လျင်ရေညာသို့စံစီသားလို့အဓိဋ္ဌာန်ပြီးရွှေခွက်ကိုမျောလိုက်တဲ့အခါရွှေခွက်ဟာရေညာကိုစံတက်သွားခဲ့ပါလေ။
ဖျားလောင်းတော်ဟာသူ့ဇာတာရဲ့ကနာနုစွန်းကိုဖုံးပေးပြီးနောက်မှာနေရင်စွာမြေကမ်းတစ်ဘေးမှာရှိတဲ့အေဂျန်တာယာလှတဲ့အင်ဂျင်ဥယျာဉ်မှာတနေ့တာတန့်စင်နေထိုင်တော်မူပါတယ်။ညနေကျအချိန်ဘောဒီပင်သို့ကြွစဉ်မြေရီသမားပုံနာစီကမျက်ရှိစုပ်ကိုအလှခံယူတော်မူခဲ့ပြီးအဲ့ဒီမျက်ပလင်ပေါ်မှာပဲဖျားမဖြစ်သည်ဤတင်ပလင်ကိုမဖြတ်တော့အံလို့အဓိဋ္ဌာန်ပြီးထက်ဝယ်ဖွဲ့ခွေထိုင်နေတော်မူပါတယ်။အဲ့ဒီအခါမြမတကြားနတ်များဟာဖျားထံပါကိုရောက်လာကြပါတယ်။အဲ့လိုထိုင်နေပုံကိုမြင်ရတော့ဧကံမုတ်ချဗုဒ္ဓဖြစ်တော်မှာကိုသိတဲ့မန္တမင်းဟာဒေါသအမျက်ပြင်းစွာထွက်ပြီးနတ်ပြည်ကိုပြန်သွားပါတယ်။အဲ့ဒီမှာသူဟာနတ်ဘလူစစ်သည်တွေစုဆောင်းပြီးသူကိုယ်တိုင်ကလည်းလက်နဲ့မျိုးစုံကိုကင်ဆွဲပြီးတက်ကြတိုက်ကြဖမ်းကြလို့လို့ချင်းကြောအော်ဟစ်ချီတက်လာပါတယ်။ဒါပေမဲ့ဗုဒ္ဓမြတ်စွာလောင်းညာဟာရက်ဆက်ကြမ်းကြုတ်နေတဲ့သားအပေါ်မှာထားရှိတဲ့မိခင်ရဲ့မေတ္တာမျိုးဖြစ်တဲ့ဘဝများစွာအထုံးပါတဲ့မေတ္တာတော်အစွမ်းနဲ့မန္နတ်ကိုအေဂျန်ကြီးပြူစွာအောင်မြင်တော်မူခဲ့ပါတယ်။ဘုရားလုံးတော်မြတ်ဟာမာနမင်းရဲ့ရန်ကိုအောင်မြင်တော်မူပြီးတဲ့နောက်ဘောဓိပင်ရင်းမှာထက်ဝယ်ဖွဲ့ခွေထိုင်နေတော်မူပြီးသဗ္ဗညုဗုဒ္ဓအဖြစ်ကိုမရောက်သည်မြဤနေရာမှမထားလို့ကြီးစွာသောလုံလာတော်နှင့်ဆင်ခြင်သုံးသပ်တော်မူပါလေ။အဲလိုဆင်ခြင်သုံးသပ်တဲ့အခါညာဥယာမှာလွန်လေပြီးတဲ့ဘဝပေါင်းများစွာကိုပြန်ပြီးအောင်းမေ့ဆင်ခြင်တည်စွမ်းနိုင်တဲ့ပုပ္ပေနိဝါဒနှုတ်တရိဉာဏ်တကောင်းရံမှာ32ပုံလုံးမှာဖြစ်ပြနေကြတဲ့တရားအားလုံးကိုမြင်နိုင်စွမ်းနဲ့ဒိဗ္ဗစကုဉာဏ်မိုးတော်ရမှာကိလေသာဟုသည်များကိုအကျွမ်းမရှိပယ်စွမ်းနိုင်တဲ့အာသွက်ခရဉာဏ်ကိုရတော်မူပြီးတက်ကိ103ခုကစုံလာပြီဗုဒ္ဓဟူးနေ့နက်နက်အာယုန်တဲ့အချိန်မှာလောက3ပါးရဲ့အထွတ်အထိပ်သဗ္ဗညုဗုဒ္ဓအဖြစ်ကိုရောက်တော်မူခဲ့ပါလေဗုဒ္ဓမြတ်စွာဟာဖျားဖြစ်ပြီးမကြာမီလင်းလုံးမီအောက်မှာသတင်းသုံးတော်မူစဉ်မှာဥက္ကလာအမည်ရှိတဲ့ဇဏပုတ်ကတဖုတ်သားနဲ့ဗလိကအမည်ရှိကုံသေးညီနောင်နှစ်ယောက်တို့ဟာဖျားပွင့်ရာမျက်စိမှဒေသကိုကုံရောင်းကုံဝင်းရောက်ရှိလာကြပါလေ။အဲ့ဒီညီနောင်ရဲ့ရှေးဘဝကဆွေမျိုးတော်ဆက်ခဲ့မှုတဲ့နတ်ဟာကိုထင်ပြလို့ဗုဒ္ဓမြတ်စွာပွင့်တော်မူလာကြောင်းကိုပြောပြပြီးပါလာတဲ့မုံတွေကိုကတ်လူကြဖို့တိုက်တွန်းကဖျားရှိရာနေရာကိုညွှန်ပြလိုက်ပါလေ။အဲ့ဒီညွှန်ပြချက်အရညီကိုနှစ်ယောက်တို့ဟာဗုဒ္ဓထံပါကိုချင်းကပ်ကြပြီးသူတို့မှာပါလာတဲ့မုံတွေကိုကတ်လူကြကဗုဒ္ဓမြတ်စွာနဲ့တရားတော်မြတ်ကိုစည်းကပ်ကိုးကွယ်ပါ၏ယနေ့မှစ၍ဥပဒကမှာယူတော်မူပါလို့လျှောက်ကြပါလေ။အဲ့နောက်ယနေ့မှစ၍ဘယ်အရာကိုယိုသေးမြတ်တို့ရှ िख ိုးရပါမည်နည်းလို့လျှောက်ထားကြပြန်တဲ့အခါဗုဒ္ဓမြတ်စွာဟာလက်တော်နဲ့ဥကောင်းတော်ကိုသုံးသပ်လိုက်ပြီးကန့်ကြီးပါလာတဲ့စံတော်တွေကိုပေးသနာချင်းမြင့်တော်မူလိုက်ပါလေ။
ဖျားလောင်းဖွားမြင်ကားစားကရုပ်လက္ခဏာကိုကြည့်ရှုရတဲ့ပုံနာ၈ယောက်တို့အနက်9ယောက်သောပုံနာတို့ဟာမုတ်ချဖျားဖြစ်လိမ့်မယ်လို့ယုံကြည်ကြတဲ့အတွက်ယသိယဟန်ပြုနေကြပြီးဖျားအလောင်းတော်ထွက်လာတဲ့အခါရေဘူးရေချမ်းကမ်းလန်းပြုစုနေကြပါတယ်။အဲဒီနောက်ဇွန်အာဟာရဘုံပေးတာကိုမြင်ရတော့ဖျားဖြစ်မယ်လို့မထင်ကြတော့တဲ့အတွက်ဖျားအလောင်းထမ်းမှခွဲခွာပြီးဗာယာနသီအနီးမိဂရာဝန်တောမှာသတင်းသုံးနေကြပါတယ်။ဖျားဖြစ်တော်မူပြီးတရားဥဟောတိုက်သူတွေကိုရှုစားတော်မူတဲ့အခါအဲ့ဒီယသိ9ဦးရဲ့ရင့်တန်တဲ့ဉာဏ်ကိုမြင်တော်မူပါတယ်။ဒါကြောင့်ဘောဓိပင်မှ18ယူဇနာဝေးကွာတဲ့ဣတိပတနာမိဂရာဝန်တောကိုကြွတော်မူပြီးဝါဆိုလပြည့်နေဝင်ပြီးအချိန်မှာအဲ့ဒီပြင်စဝဲကြီး9ဦးကိုဓမ္မစကြာတရားဥဟောတော်မူပါတယ်။အဲ့ဒီအခါ18ကလေးသောနတ်ဗြဟ္မာတို့နဲ့အတူအရှင်ကောဏ္ဍညပထမဦးဆုံးသောတာပန်တည်ခဲ့ပါတယ်။ဗုဒ္ဓမြတ်စွာဟာမိဂရာဝန်တောမှာပထမဝါကတ်တော်မူပြီးဝါကျွတ်ချိန်မှာဗုဒ္ဓမြတ်စွာမှတပါးယဟန္တာယဟန်တော်ပေါင်း6ကျိတ်အတိရှိပြီးဖြစ်ပါတယ်။ဗုဒ္ဓမြတ်စွာဟာအဲ့ဒီ6ကျိတ်သောယဟန်တော်တို့ကိုခေါ်တော်မူပြီးဘိက္ခုတို့ငါသည်လူနတ်တို့၌ဖြစ်သောတဏှာရာကကြော်ကွင်းမှလွတ်ကင်းတော်မူခဲ့ပြီ။အသင်တို့လည်းလူနတ်တို့၌ဖြစ်သောတဏှာရာကကြော်ကွင်းမှလွတ်ကင်းခဲ့ကြကုန်ပြီလို့စကားဆကြည့်ပြီးအခုလိုမိန့်တော်မူပါတယ်။သင်တို့ထိုးထိုးအီလှဲ့လေကြကြအစအလေအဆုံး3ပါးလုံးကောင်းမြတ်၍အ내အဓိပ္ပာယ်ပြည့်စုံသောတရားတော်များကိုဟောကြားကြကိလေသာမျိုးနည်းပါး၍ပညာမျက်စိအားကောင်းသောတရားများရှိကြပေ၏ထိုတရားတို့သည်တရားမနာရသောကြောင့်ရသင့်သောတရားဓုမှယုံလျော့နေကြသည်တရားကိုသိလွယ်သူတွေရှိကြပေလိမ့်မည်လို့မိန့်တော်မူကားသာသနာပြုစေလွှတ်တော်မူပါလေဗုဒ္ဓမြတ်စွာဟာယဟန်များကိုသာသနာပြုစေလွှတ်တော်မူပြီးမှကိုတော်တိုင်လေးဥရဝေလကတ္တပနဒီကတ္တပဂယကတ္တပအမည်ရတဲ့ကတ္တပညီနောင်3ဦးခေါင်းဆောင်တဲ့ယသိတစ်ထောင်ကိုချွတ်တော်မူဖို့ဥရဝေလတော်သူကြွတော်မူခဲ့ပါလေအဲ့ဒီနေရာကမီးတင်းကုန်းမှာနဂါးမင်းကတကူအမျိုးမျိုးနဲ့နှိမ်နှင်းပြပြီးဆုံးမတော်မူတဲ့အခါယသိအားလုံးယဟန်ပြုကြပါလေအဲ့ဒီနောက်မှာအဲ့ဒီယဟန်တစ်ထောင်နဲ့အတူဂယာတိတကိုကြွပြီးတရားဟောတော်မူပြန်တဲ့အခါအားလုံးယဟန်တာဖြစ်သွားကြပါလေအဲ့ဒီယဟန်တွေနဲ့အတူရာဇုံမြို့ကိုကြွတော်မူပြီးထံတော်ဥယျာဉ်မှာသတင်းသုံးတော်မူစဉ်မှာ3,200,000သောလူတို့နဲ့တကွဗိမသာယမင်းအဖူးမြော်ရောက်ရှိလာပါလေအဲ့ဒီလူအပေါင်းတို့ဟာရှင်ကတ္တပကဆရာလားယဟန်ဂေါရမကဆရာလားလို့ယုံမတန်မြဖြစ်ကြတာကိုအရှင်ကတ္တပသိတဲ့အတွက်ဘုရားရှင်ရဲ့ခြေတော်ရင်းမှာဥကောင်းကိုတိုက်ပြီးဘုရားရှင်ကဆရာမိမိကတပည့်ဖြစ်ပါကြောင်းကိုအကြိမ်ကြိမ်လျှောက်ထားခဲ့ပါတယ်
ဘုရားရှင်ဟာရာဇူပြည်ကြီးရှင်ဗိမာန်သားရမင်းမြတ်လူဒန်းနဲ့ဝေလူဝန်ကျောင်းတိုက်တော်မှာတရင်သုံးတော်မူနေကြောင်းကိုကမဲတော်သုဒ္ဓရဏမင်းကြီးကြားသိတော်မူရတဲ့အတွက်အမတ်တဦးစီဦးဆောင်စေပြီးဘုရားပင့်လာဖို့9 ချိန်တိုင်ဆေလွတ်တော်မူပါတယ်။ဒါပေမဲ့ဘာသတင်းစကားမှပြန်မကြားရဘဲအားလုံးယဟန္တာဖြစ်ကြပြီးယဟန်ပြုကုန်ကြတဲ့အတွက်နောက်ဆုံးကာလုဒာကြီးကိုယဟန်ပြုလိုက်နိုင်ကြောင်းခွင့်ပေးပြီးဆေလို့ရပြန်ပါတယ်။ကာလုဒာကြီးအမတ်ဟာယဟန္တာဖြစ်လို့ယဟန်ပြုပြီးတဲ့အခါဘုရားရှင်ကိုကပိလဝနေပြည်တော်ကိုကြွတော်မူဖို့လျှောက်ထားပါတယ်။အဲ့ဒီအခါဘုရားရှင်ဟာနောက်တော်ပါယဟန်တော်2000နဲ့အတူယူဇနာ60ဝေးကွာတဲ့ခရီးကိုတနေ့မှာတယူဇနာကြနဲ့2 လတိတိကြွတော်မူပါတယ်။ကာလုဒာကြီးဟာဖျားကြွလာပြီးရောက်ရှိနေတဲ့ခရီးကိုကြိုတင်သိရှိနေစေဖို့နေ့စဉ်ဇန်နဲ့ကြွပြီးခမဲတော်ကိုပြောထားတဲ့အတွက်ဘုရားရှင်ရောက်မဲ့နေ့မှာအစဉ်သင့်ကြိုးစိုးနေကြပါတယ်။တာကီဝင်မင်းမျိုးတို့ဟာအလွန်မာနကြီးကြပါတယ်။ဒါကြောင့်ဗုဒ္ဓမြတ်စွာရောက်လာတော်မူတဲ့အခါငယ်ရွယ်သူတို့ကိုသာရှ िख ိုးစေပြီးဗုဒ္ဓတဲ့ကြီးတဲ့မင်းတို့ကတော့ရှင်မကိုပဲထိုင်နေကြပါတယ်။ဒီအချင်းရာကိုမြင်ရတဲ့ဘုရားရှင်ဟာကောင်းကင်ကိုတက်လို့မင်းကြီးတို့ရဲ့ဥထိတ်ထက်မှာဇင်းကြံကြွားပြီးကိုယ်ထက်ပိုင်းကမီးအလျံကိုယ်အောက်ပိုင်းကရေအလျံလက်ဝဲဘက်ကမီးလက်ရဘက်ကရေအဲ့လိုရေမီးအစုံထွက်စီတဲ့တကိုးကိုပြတော်မူပါတယ်။အဲ့လိုတကိုးပြပြီးကိုတော်မှရောင်ကြီးတော်6 သွဲကိုလွတ်တော်မူတဲ့အခါတန်တော်ဖြစ်ကြပြီးမဲတော်သုဒ္ဓရဏမင်းကိုယ်တိုင်ဘုရားခြေတော်ကိုဥတိုက်ရှ िख ိုးတဲ့အတွက်ဆွေတော်မျိုးတို့အားလုံးလည်းမနေသာတော့ပဲရိုသေစွာရှ िख ိုးကြပါတယ်။အဲ့ဒီချိန်မှာတိမ်တွေတက်လာပြီးစိုးစေလိုသူတွေကိုသာစိုးစေပြီးမစိုးစေလိုသူတွေကိုမစိုးတဲ့ပောက္ခရဝတ္တအမည်ရှိတဲ့မိုးကြီးရွာချတဲ့အတွက်ပိုလိုအံ့ဩပြီးဘုရားရှင်ပေါ်လေးစားလာကြပါတယ်။ကပိလဝနေပြည်တော်ကိုရောက်ရှိပြီးနောက်တနေ့မှာစွမ်းငံကြွတော်မူတဲ့ဘုရားရှင်ကိုသုဒ္ဓရဏမင်းကြီးကနန်းတော်ကိုပင့်ကမွန်မြတ်တဲ့အာဟာရတွေနဲ့ဆက်ကပ်ပါတယ်။ဒီစွမ်းကိုဘုရားရှင်ဖုံးပေးပြီးနောက်မှာနန်းတော်တစ်ခုလုံးအုံကြွကြွလာရောက်ဖူးမြော်ကြောကြပေမဲ့ရတော်ရမီဘုရားကတော့မောင်တော်ဘုရားမှာငါရဲ့ကျေးဇူးရှိလျင်ကိုတော်တိုင်းကြွလာလိမ့်မယ်။ထိုအခါကျမှအားရအောင်ရှ िख ိုးမယ်လို့ပြောဆိုပြီးထွက်မလာပဲနေခဲ့ပါလေ။ဒီအခါဗုဒ္ဓမြတ်စွာဟာကြွတော်မူမူလျင်ပူပင်သောကကြောင့်ရတော်ရဒေဝီရင်ကွဲမှာကိုမြင်တော်မူတဲ့အတွက်ခမဲတော်ကိုတပိတ်ပေးပြီးအေကတာဝက2 ပါးနဲ့အတူရတော်ရဒေဝီရဲ့နန်းဆောင်ကိုကြွတော်မူကားခင်းထားတဲ့နေရာမှာထိုင်တော်မူပါတယ်။ရတော်ရဒေဝီဟာကြပြကြရလာပြီးခြေမျက်စီတော်နှစ်ဖက်ကိုလက်နှစ်ဖက်နဲ့ပွေကာဘုရားရှင်ရဲ့ခြေဖမိုးပေါ်မှာသူ့ရဲ့မျက်နှာကိုလှိမ့်လို့အားရအောင်ကြော့ရှာပါတယ်။ ဗုဒ္ဓမြတ်စွာဟာခမဲတော်ဆန္ဒမှာဆုံးဖုံးပေးနေစဉ်ရသောရဒေဝီဟာ
သားတော်ကိုဝတ်စားစီရင်ပေးပြီးရသားယဟန်လက်သောင်းတို့ရဲ့အလဲမှာတင့်တယ်စွာစံနေတော်မူတဲ့ယဟန်တော်မြတ်ဟာသားတော်ရဲ့ခမဲတော်ပဲဖြစ်တယ်။သားတော်ရဲ့ခမဲတော်မှာရှိတဲ့ရွှေအိုးကြီးတွေကိုတောထွက်သွားတဲ့နေ့ကစပြီးမတွေ့ရတော့ဘူး။စัจ जा မင်းလုပ်ရအောင်အဲ့ဒီအမွေကိုတောင်းကြည့်လို့တင်ပေးပြီးဖယားရှင်ထံကိုဆေလွတ်လိုက်ပါတယ်။သားတော်ရာဟုလာဟာဖယားရှင်ထံကိုရောက်တော့မိမိခမည်းတော်ဆိုတဲ့ချစ်ချင်းရဲတင်စွာကပ်ပြီးခမဲတော်ရဲ့အရေးဟာအလွန်အေးချမ်းပါတယ်။သားတော်စัจ जा မင်းလုပ်ချင်ပါတယ်။ခမဲတော်အမွေကိုပေးပါလို့တူတီတွတ်တာပြောဆိုပြီးအမွေတောင်းရှာပါတယ်။ဗုဒ္ဓမြတ်စွာကျောင်းကိုပြန်ကြွတဲ့အခါမှာလဲအမွေတောင်းတဲ့နောက်တော်ကလိုက်သွားတဲ့သားတော်ကိုဖယားရှင်ဟာရှင်သာမဏေပြုပေးပြီးလောကုတ္တရာအမွေကိုသာပေးတော်မူပါတယ်။ဝေသာလီပြည်မှာမိုးကောင်လို့ငတ်မွချင်းဘေးကြီးစိုက်ပြီးလူများစွာတေကြပါတယ်။လူသေးကောင်တွေရဲ့အနှံ့ကြောင့်တာရဲဘလူးတွေမြို့ထဲဝင်လာတဲ့အတွက်ပိုလို့အသေးများကြပါတယ်။အဲ့ဒီအခါပလိယောဂါလို့ယောဂါတစ်မျိုးဖြစ်ပြန်တဲ့အတွက်ပိုလို့တောင်အသေးများပြန်ပါတယ်။ဒီဘေးကြီးကိုကာကွယ်ဖို့နီလာရှာကြကြရမှာဗုဒ္ဓမြတ်စွာကိုပင့်ဖို့သဘောတူကြတဲ့အတွက်ရာဇိုမှနေပြီးတန်ဃာတော်များနဲ့တကွပင့်ကြပါတယ်။ဗုဒ္ဓမြတ်စွာရဲ့လေဖောင်တော်ကြီးစိုက်ချိန်မှာပဲမိုးကြီးတီးထန်စွာရွာတဲ့အတွက်လူသေးအလောင်းတွေမျောပါသွားပြီးတန်ရှင်းနေပြီဖြစ်ပါတယ်။မြို့တော်ဝင်ဝကိုရောက်တဲ့အခါအရှင်အာနန္ဒာဟာယရဏတုတ်ပရိတော်ကိုတင်ယူပြီးလစ်ဇဝီမင်းသားတို့ကိုခြံရံစေလို့တပိတ်တော်မှရေကိုဖြန်းကမြို့ရိုးသုံးတပ်အကြားမှာလှည့်ပတ်ရွတ်ဆိုတဲ့အခါမကောင်းဆိုးဝါးဟုသမျှပြေးကြတဲ့အတွက်ယောဂအလုံးကင်းငြိမ်းကြရပါတယ်။ဝေသာလီပြည်မှာသစ္စာကအမည်ရှိတဲ့ပရပိုက်ဟာအယူဝါဒအမျိုးမျိုးကိုနားလည်ပြီးမင်းသားတွေကိုအတက်သင်ပေးနေတဲ့ဆရာကြီးဖြစ်ပါတယ်။သူဟာဒိဋ္ဌိဆရာအမျိုးမျိုးကိုချိုးနှိမ်ခဲ့ပေါင်းများလာပြီဖြစ်လို့ဗုဒ္ဓကိုလည်းချိုးနှိမ်မယ်လို့ကြံစီနေပါတယ်။ဒီနေ့မှာတော့သူဟာအရှင်အတ္တစီမထေရနဲ့တွေ့ရာကဗုဒ္ဓအယူဝါဒကိုသိရလို့ဗုဒ္ဓနဲ့ဝါဒပြိုင်မှုထွက်လာရာအရှုံးနိုင်သိလို့တဲ့လူပေါင်းများစွာလည်းပါလာကြပါတယ်။ဝါဒပြိုင်ဆိုင်ရာမှာယုတ်ခန္ဓာဟာအနတ္တစေမနိုင်တဲ့အတ္တမရှိဆိုတဲ့ဗုဒ္ဓစကားကိုအတ္တလို့ညင်းပါတယ်။ဗုဒ္ဓကအတ္တရှိရင်ယုတ်ခန္ဓာကိုလှအောင်စေမပါစီလားလို့မိန့်တော်မူတဲ့အခါမတုံ့ပြန်နိုင်ပဲငုတ်တုတ်ပေတည်နေပါတယ်။နှစ်ကြိမ်မေးရမှာလဲနှုတ်ဆက်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာကြားမင်းကဘလူးကြီးအောင်ဆောင်ပြီးဝရစိန်လက်နဲ့ချင်းချော်ပါတယ်။ဒါကြောင့်တတိယအချိန်မှာယုတ်ခန္ဓာဟာအနတ္တလို့ဝန်ခံခဲ့ရပါတယ်။ဗုဒ္ဓမြတ်စွာဟာပထမဝါကျွတ်လို့ရာဇုမြို့ကိုရောက်ရှိတော်မူနေစဉ်အနာရဘိန်တထေးဟာလည်းကုသရောင်းဝယ်ကိစ္စနဲ့တာဝဋ္ဌိကရာဇုမြို့ကိုရောက်ရှိလာပါတယ်။အဲဒီမှာသူဟာဖယားရှင်ပွင့်တော်မူကြောင်းကြားရလို့ညချိန်ကလေးကဗုဒ္ဓထံသွားခြင်းပေမဲ့အခွင့်မရတဲ့အတွက်ဖယားရှင်ကိုစိတ်ဆွဲလျက်အိမ်မပြောတပြောရှိနေစဉ်မှာသူ့ကိုယ်ကထွက်တဲ့အယောင်ကြောင့်မိုးလင်းပြီလို့ထင်ပြီးဖယားရှင်ထံထွက်လာခဲ့ပါတယ်။ဖယားထံကိုရောက်လို့သောတာပန်တည်ပြီးတဲ့အခါတာဝဋ္ဌိကိုချက်ချင်းပြန်လာပြီးလှူဒန်းဖို့ကြောင်းတိုက်နေရာကိုရှာဖွေပါလေ။ဒီအခါမှာသူဟာသွားလန်းပြန်လန်းကောင်းပြီးခရီးအဖြစ်မနီးလွန်းမဝေးလွန်းပဲအလွန်စိတ်ငြိမ်တဲ့အရာမှရှိတဲ့ဇေတမင်းသားရဲ့ဥယျာဉ်ကိုမြေခွက်ရှိသမျှရွှေရင်းကားချင်းထိစပ်အောင်ခင်းပြီးဝယ်ယူလိုက်ပါလေ။
အဲ့ဒီမြေပေါ်မှာဇေတဝန်ကျောင်းတော်ကြီးဆောက်လုပ်ပြီးတဲ့အခါဖယားရှင်နဲ့တန်ဃာတော်များစွာကိုရာဇယိုမှပင့်ပြီးလှူဒန်းခဲ့ပါလေနန္ဒောပဏ္ဏနဂါမင်းဟာနတ်မင်းတမျှကြီးကျယ်ခမ်းနားလာတဲ့စီးစိမ်နဲ့မြင့်မို့တောင်မှနေပါလေဒေါသလေးအမတန်ကြီးပါလေတနေ့မှာကကြီးတဲ့ငကမအပေါင်းချမ်းရပြီးစီးစိမ်ခံစားနေစဉ်မှာဘုရားရှင်ဟာတကိုးကြီးရဟန်းတော်တွေနဲ့အတူနဂါမင်းရဲ့အထက်ကောင်းကင်ကတာဝရင်းသားကိုကြွတော်မူပါလေဒီကနဂါမင်းဟာဒေါသအမျက်ပြင်းစွာထွက်ပြီးမြင့်မို့တောင်နဲ့တာဝရင်းသားကိုရစ်ပတ်ဖုံးထားလိုက်ပါလေရဟန်းတော်တွေဟာလမ်းခုလက်ကိုရောက်တဲ့အခါတာဝရင်းသားကိုမမြင်ရလို့နဂါမင်းဖုံးထားကြောင်းသိရှိကြရပြီးနဂါမင်းကိုဆုံးမဖို့ဘုရားရှင်ထံခွင့်တောင်းကြပေမယ့်ခွင့်မရဘဲအရှင်မောက္ကလန်မှခွင့်ရခဲ့ပါလေအရှင်မောက္ကလန်ဟာနဂါတဲ့ကြီးရဲ့ကိုဖန်ဆင်းပြီးနဂါအထက်ကရစ်ပတ်ဖုံးအိုးလို့ဖိညာချင်းစတဲ့နီးတွေနဲ့ကျိုးနှောင်အောင်ဆုံးမပြီးမှဘုရားထံခေါ်လာပြီးယရနာသုံးပါးကိုကိုးကွယ်စေပါလေဘကအမည်ရှိတဲ့ဗြဟ္မာကြီးဟာပရမဇံဘုံမှာဗြဟ္မာမင်းဖြစ်ပါလေသူဟာအထက်မှာဗြဟ္မာဘုံတွေရှိသေးကြောင်းမသိလို့သူ့ဘုံကိုပဲထိတ်ဆုံးလို့ထင်မှတ်ပြီးသူကိုယ်တိုင်နဲ့သူ့ရဲ့ဘုံဌာနကိုလည်းနှိမ့်ဆအမြဲတည်သည်လို့အယူရှိနေပါလေဗုဒ္ဓဟာဗြဟ္မာပြည်ကိုကြွတော်မူပြီးဗြဟ္မာပြည်တဲ့အလယ်မှာသူ့ကိုဒီဘုံဌာနတဲ့တာလွန်တဲ့အထက်ဘုံတွေရှိသေးကြောင်းဒီဘုံတွေနဲ့ဗြဟ္မာတွေပါမမြဲကြောင်းမိန့်တော်မူပါလေအဲ့နောက်ဘကဗြဟ္မာကြီးကိုတင်းဤဖြစ်ပုံတင်းဤတကိုးကြီးပုံကိုငါသိသည်တင့်တဲ့တကိုးကြီးသောအထက်ဗြဟ္မာမင်းများရှိသေးသည်လို့မိန့်တော်မူတဲ့အခါဗြဟ္မာကြီးဟာသူယူဆထားသမျှအမားကြီးဖြစ်နေတဲ့အတွက်တကိုးပြတဲ့အနေနဲ့ကိုဖြောက်ပြမည်လို့ပြောပြီးကိုဖြောက်ရမှာမပြောက်နိုင်ပဲရှိနေပါလေအဲ့ဒီခါမှာဘုရားရှင်ကကိုဖြောက်ပြတဲ့အခါအဲ့ဒီနေရာမှာပဲပျောက်သွားပြီးတရားဟောတော်မူပါလေယဟန်တစ်ပါးဟာဝင်းယောဂါဖြစ်နေပါလေသူကသူများကိုမပြုစုခဲ့လို့သူ့ကိုလည်းပြုစုမဲ့သူမရှိဘဲဖြစ်နေပါလေဗုဒ္ဓမြတ်စွာဟာအရှင်အာနန္ဒာနဲ့အတူကျောင်းတို့ကိုလှည့်လည်ကြည့်ရှုတော်မူစဉ်ကျင်ကြီးကျင်ငယ်ထဲမှာလဲလျောင်းနေရတဲ့အဲ့ဒီယဟန်ကိုမြင်တော်မူပါလေအဲ့ဒီအခါမှာအရှင်အာနန္ဒာကိုရေယူခိုင်းပြီးဗုဒ္ဓကိုယ်တော်တိုင်ရေလောင်းပေးတော်မူကားအရှင်အာနန္ဒာကပို့တိုက်တုတ်တင်လို့ဂီလာနဝတ္တရားကိုပြုလုပ်တော်မူကြပါလေဒီလိုဆေးကြောတုတ်တင်ပေးပြီးတန့်ကျင်သွားတဲ့အခါအဲ့ဒီယဟန်ကိုဗုဒ္ဓမြတ်စွာကဥကောင်းမှရှင်အာနန္ဒာကခြေမှကိုင်းလို့ညောင်ဆောင်ပေါ်မှာချထားတော်မူပါလေအဲ့နောက်ဗုဒ္ဓမြတ်စွာဟာယဟန်တွေကိုခေါ်စီတော်မူပြီးသင်တို့မှာပြုစုမိမိဘတို့အနီးပါး၌မရှိကြကြအချင်းချင်းမပြုစုကြလျင်ဘယ်သူပြုစုမိနည်းလို့အပြစ်တင်တော်မူပြီးမှငါဖျားကိုပြုစုမိအစားမကြမ်းပါသူကိုပြုစုကြလို့ဩဝါဒပေးတော်မူပါလေ
အင်္ဂုလိမာလာဆိုသူဟာတာဝတိပြည်ပရောဟိအမရဲ့သားတက္ကသိုလ်ပညာတော်သင်လူငယ်တစ်ယောက်ဖြစ်ပါတယ်။သူဟာဉာဏ်ထက်မြက်ပြီးဝတ္တရားကျေပြွန်သူဖြစ်လို့ဆရာကြီးနဲ့ဆရာကတော်တို့ကသူ့ကိုသိချစ်ကြပါတယ်။ဒါပေမဲ့မလိုတဲ့ကျောင်းသားအချို့ကဆရာကြီးကိုဂုဏ်တိုက်ကြတဲ့အတွက်ဆရာကတော်နဲ့အထင်မှားခံရရှာပါတယ်။ဒါကြောင့်ဆရာကြီးဟာသူ့ကိုသူတစ်ပါးတတ်လို့သိစေအောင်ပညာသင်္ကအဖြစ်လူတစ်ထောင်တတ်ဖြတ်ခဲ့ဖို့ပြောဆိုစေခိုင်းလိုက်ပါတယ်။အဲ့ဒီခါမှာသူဟာတာဝတိပြည်နယ်မှာတောပုံဓမြလုပ်ပြီးတောထဲလာသူတွေကိုတတ်လို့လူတစ်ယောက်ကိုလက်ညှိုးတစ်ချောင်းစီဖြတ်ပြီးပန်းလိုကုန်းထားတဲ့အတွက်အင်္ဂုလိမာလာလို့ထင်ရှားပါတယ်။လူတစ်ထောင်ပြည့်ဖို့တယောက်သာလိုတော့တဲ့နေ့မှာသားကိုတောင်းပန်ဖို့ထွက်လာတဲ့မိခင်ကိုတော့တတ်ဖို့သူဟာကြိုးစားခဲ့ပါတယ်။ဒါကိုကြိုတင်သိမြင်လို့တားဆီးဖို့ကြွလာတော်မူတဲ့ဗုဒ္ဓကိုလည်းတတ်ဖြတ်ဖို့လိုက်တဲ့အခါဗုဒ္ဓရဲ့တကူတော်ကြောင့်လိုက်မမိနိုင်ပဲနောက်ဆုံးမှာတရားနာရပြီးယဟန်ပြုသွားခဲ့ပါလေ။တာဝတိမြို့မှာဇိန်စမာနဝိကအမည်ရှိတဲ့နတ်သမီးတစ်မြအလွန်ချောမောလှပတဲ့ပရပိုက်မှာတယောက်ရှိပါတယ်။ဒိဋ္ဌိတွေဟာလက်မရတဲ့အတွက်လက်လာပပေါ်များတဲ့ဗုဒ္ဓကိုသိက္ခာကျစေဖို့ဇိန်စမာနကိုဆွတ်ဆွဲဖျက်ဆီးခိုင်းကြပါတယ်။ဇိန်စမာနဟာကြက်သွေးရောင်ခြုံတယ်လေးကိုချုံလို့နေဝင်ကနီးမှာဘုရားရှင်တရင်300ဇေတဝန်ကျောင်းကိုတွားဟန်ဆောင်ပြီးဒိဋ္ဌိတို့ရဲ့ကျောင်းမှာညာဤပါတယ်။မနေ့စောစောမှာဇေတဝန်ကျောင်းကပြန်လာဟန်ဆောင်ပြီးမြို့ကိုဝင်ပါတယ်။ဒီနည်းနဲ့ညနေတရားနာပြီးပြန်လာသူတွေမနေ့စောစောဖျားဖူးသွားသူတွေကိုအထင်မှားအောင်ပြုလုပ်ပါတယ်။ဒီလိုနဲ့6လလောက်ကြာတဲ့အခါတစ်သားဘူးကိုဘိုက်မှာကပ်ပြီးအဝတ်နဲ့ပတ်လို့ကိုဝန်ရှိဟန်ဆောင်ပြီးတရားဟောတော်မူနေတဲ့ဘုရားရှင်ကိုပရိသတ်အလဲမှာမီးနေဆောင်မပြင်ကောင်းလားလို့ဆဲဆိုဆွဆွဲလာပါတယ်။အဲ့ဒီအခါနတ်သားတို့ကကြွက်ရောင်ဆောင်ပြီးတစ်သားဘူးကိုကိုက်ဖြတ်ချတော့မှအလိန်ပေါ်ပြီးပရိသတ်ကသူ့ကိုရိုက်ပုတ်နှင်ထုတ်လိုက်ကြပါတယ်။တာဂလပြည်မဒရိမင်းရဲ့ခေမာအမည်ရှိတဲ့သမီးတော်ဟာဗိမသာယမင်းတရားရဲ့မိဖုရားတစ်ပါးဖြစ်ပါတယ်။သူဟာအလွန်ချောမောလာတဲ့အတွက်အလှမှန်တက်နေလို့ရုပ်အစင်းရဲ့အဖြစ်ကိုသာဟောတော်မူလေးရှိတဲ့ဘုရားရှင်ထံကိုသွားလို့စိတ်မရှိပါဘူး။ဒါပေမဲ့ဝေလူဝန်ဥယျာဉ်တော်ကြီးရဲ့ရှေးကတဲ့တာယာပုံနဲ့နတ်တွေတောင်လာရောက်ရှုစားရပုံကိုကြားသိရတဲ့အခါသွားလို့တဲ့ဆန္ဒပြင်းပြလို့ဘုရားရှင်ရှိရာဝေလူဝန်ကိုထွက်လာခဲ့ပါတယ်။ဗိမသာယမင်းမြတ်ကလည်းကျောင်းတော်ရောက်ရင်ဖះကိုမဖူးပဲမပြန်ခဲ့စေနဲ့လို့နောက်လိုက်တွေကိုမှားကြားလိုက်ပါတယ်။ဒါကြောင့်သူဟာမင်းအာဏာကိုကြောက်တဲ့အတွက်ပြန်ကန်နီးမှာဘုရားရှင်ထံကိုဝင်တဲ့အခါဘုရားရှင်ကသူ့တဲ့အစဉ်ပိုလာအောင်ဖန်ဆင်းထားတဲ့အမျိုးသမီးကဘုရားရှင်ကိုရက်ကပ်ပေးနေပုံ
တဖြည်းဖြည်းအိုသွားပုံအိုနာဆွဲသွားပြီးလဲသွားပုံညင်းနေပုံကိုအဆင့်ဆင့်ဖန်ဆင်းပြတဲ့အတွက်အလွန်ထိတ်လန့်နေစဉ်မှာပင်တရားဟောတော်မူတဲ့အခါယဟန္တာဖြစ်သွားခဲ့ပါတယ်ကပိလဝတ္ထုမြို့နဲ့ကောလိယမြို့တို့ကြားမှာရှိတဲ့ယောဟန်မြစ်ကိုအားထားပြီးအဲ့ဒီနှစ်မြို့ကမြို့သူမြို့သားတွေဟာကောက်စပါးစိုက်ကြပါလေတခါမှတော့ကောက်ပင်တွေညှိုးနွမ်းတဲ့အတွက်အဲ့ဒီနှစ်မြို့သားလယ်သမားတွေဟာတကြိမ်ယူုံနဲ့ကုန်ခန်းသွားနိုင်အောင်နှဲပါနေတဲ့မြစ်ရီကိုသူ့ဘက်ကယူမီငါဘက်ကယူမီလို့ငင်းခုံရာကစပြီးမင်းမျိုးတွေကိုပါထိကြိုက်ကြုံဝါလာကြပါလေအဲ့ဒီအခါမှာစိုက်ပျိုးရေးဆိုင်ရာတာဝန်ရှိသူတွေနဲ့မင်းကြီးတွေပါမခံမရနိုင်ဖြစ်ကြတဲ့အတွက်ရေပြဿနာကိုစစ်နဲ့ဖြေရှင်းဖို့ထွက်လာကြပါတယ်ဗုဒ္ဓမြတ်စွာဟာနှစ်ဖက်သောဆွေတော်မျိုးတော်အပေါင်းတို့ရဲ့သွေးကြောင်းစီးမဲ့စစ်ပွဲကိုမြင်တော်မူတဲ့အတွက်တပါးတွေကြွတော်မူပြီးနှစ်ဖက်စစ်တပ်တို့ရဲ့အလေကောင်းငင်ရမှာထက်ဝယ်ဖွဲ့ခွေထိုင်နေတော်မူပါတယ်ဒီအခါဗုဒ္ဓမြတ်စွာကိုမြင်ရတဲ့အတွက်လက်နဲ့ပြီးချပြီးရှစ်ခိုးနေကြတဲ့ဆွေမျိုးတွေကိုအဖိုးမတန်သောရေကလေးအတွက်အဖိုးမဖြတ်နိုင်သောတင်တို့၏အသက်ကိုဖျက်ဆီးကြမလားလို့အပြစ်တင်တော်မူပြီးငြိမ်းချမ်းရေးတရားကိုဟောတော်မူခဲ့ပါတယ်တာဝတိမြို့မှာဂရေ40ကျွဲဝချမ်းသာတဲ့တထေးရဲ့ဇနီးကိတာဂေါရမီအမည်ရှိတဲ့အမျိုးသမီးဟာတာဝရဏရရှိပြီးသားငယ်ဟာမတ်တက်သွားနိုင်တဲ့အရွယ်မှာပဲတည်ဆုံးသွားကြပါတယ်။အဲ့ဒီအမျိုးသမီးဟာလူသေးကိုမတွေ့ဘူးတဲ့အတွက်သားသေးကိုမကြမ်းမမာဖြစ်နေတာပဲလို့ထင်ပြီးမိသိန်းကြိုခွင့်မပေးဘဲသားရဲ့အလောင်းကိုပိုက်ပြီးဆေးကူပေးနိုင်မဲ့သူကိုလိုက်ရှာပါတယ်။ဒိုးစင်မှာအမျော်မြင်ရှိတဲ့လူတစ်ယောက်ကညွန်ပြလိုက်လို့ဗုဒ္ဓထံကိုရောက်ရှိလာပါတယ်။ဒီအခါသူ့သားတွေကိုပြပြီးဆေးကုသပေးဖို့တောင်းပန်တဲ့အခါဘုရားရှင်ကဆေးကုပေးမည်လူမသေးဘူးသောအိမ်မှမုံညင်းစေကိုရှာကြည့်လို့ခိုင်းတဲ့အတွက်သားတွေကလေးကိုပိုက်ပြီးလိုက်ရှာပါတယ်။ဒီလိုရှာရမှာလူမသေးဘူးတဲ့အိမ်ကိုမတွေ့ရတဲ့အတွက်သေခြင်းဆိုတာဘယ်မှမကင်းပါလားလို့သူ့ဘာသာသူနားလည်လာပြီးသားတွေကိုတောထဲမှာဆွန့်ပစ်ခဲ့လို့ဘုရားရှင်ထံပြန်ပြီးတရားနာတဲ့အခါသောတာပန်တည်ပြီးနောက်ဆုံးမှာယဟန္တာဖြစ်ခဲ့ပါတယ်။အာလဝီမျိုးအနီးတကာဝုတ်လောက်ဝေးတဲ့အရက်မှာညောင်မင်းကြီးတပင်ရှိပါတယ်။အဲ့ဒီညောင်မင်းမှာအာလဝကနဘလူရဲ့ဘုံဘိမှန်ရှိပါတယ်။တညမှာအာလဝကဟာဟိမုန္ဒနာအစည်းအဝေးကိုသွားခဲ့ပါတယ်။ဒီအချိန်မှာပဲဗုဒ္ဓမြတ်စွာဟာအာလဝကနတ်ကျမ်းကိုဆုံးမဖို့ရန်အတွက်ဗိမှန်အတွင်းကိုဝင်တော်မူတဲ့အခါဖျားကိုကြီးညိုနေတဲ့တကားဆောင်ဟာအာလဝကထံခွင့်တောင်းပြရစီလို့ခွင့်ပန်ပြီးအစည်းအဝေးကိုသွားလို့ခွင့်တောင်းခဲ့ပါတယ်။ဒီအချိန်မှာဒေါသကိုချုပ်တီးထားရတဲ့အာလဝကဟာမိမိဗိမှန်မှာဗုဒ္ဓရောက်နေကြောင်းတခြားနာမင်းတွေထံကကြားရပြန်တဲ့အတွက်အစည်းအဝေးကချက်ချင်းထွက်ပြီးကေလာသတောင်ထုကိုခုံတက်ကငါဟအာလဝကတဲ့လို့ကြုံဝါလိုက်ပါတယ်။ဒီနောက်တညာလုံး
လက်နဲ့မျိုးစုံနဲ့ပြစ်ခတ်ပေမဲ့ဗုဒ္ဓရဲ့မေတ္တာအစွမ်းကြောင့်မထိနိုင်တဲ့အခါမှာအနာကိုချင်းကပ်လာတဲ့အာလောကကိုဘုရားရှင်ဟာတရားပြလို့အေးမြစွာဆုံးမတော်မူပါတယ်ဒေဝရဟာဘုရားကြောင့်တကားဖြစ်တဲ့ဗိမသာယမင်းကွယ်လွန်ပြီးတဲ့နောက်မှာဘုရားကိုတတ်ဖို့အမျိုးမျိုးကြံစည်ပေမဲ့အထမမြောက်နိုင်ပဲရှိနေပါတယ်။တနေ့မှာတော့သူဟာစင်နှိမ့်နေစီသွားပြီးမင်းအတိအမှပြုတဲ့ဆရာတော်များဆိုတာယာရုနေသူကိုယာရုတိုးမြင့်အောင်တတ်နိုင်ကြတယ်။ဒါကြောင့်ငါစေခိုင်းတာကိုလုပ်ကြ။ရှင်ဂေါရမဒီလန်းကလာတဲ့အခါနာရာဂီစင်ပြောင်းကိုလွတ်လိုက်ကြလို့စေခိုင်းခဲ့ပါတယ်။နာရာဂီစင်ကြီးဟာအလွန်ကြမ်းနာပြီးလူကိုလည်းထိုးတတ်လေရှိပါတယ်။ဗုဒ္ဓမြတ်စွာဟာရဟန်းတော်များနဲ့အတူရာဇုမြို့ကိုဆွမ်းခံဝင်လာတဲ့အခါယာရုတိုးလိုတဲ့စင်နှိမ့်တွေဟာစင်ကြီးကိုဘုရားရှင်ထံလွှတ်ပေးလိုက်ကြပါတယ်။ဘုရားရှင်လည်းနင်းမို့ပြေးလာတဲ့စင်ကြီးအပေါ်မှာမေတ္တာဖြန့်ပြီးရက်တန့်တော်မူနေတဲ့အခါစင်ကြီးဟာဗုဒ္ဓရှိတော်မှာငြိမ်သက်စွာရက်ပြီးအဆုံးအမကိုနားဆိုင်ထောင်နေခဲ့ပါတယ်။ဗုဒ္ဓမြတ်စွာဟာ35နှစ်အရွယ်မှာဖျားဖြစ်တော်မူပြီးနောက်45ဝါကာလပတ်လုံးတရားဟောပြောပြသခဲ့ပြီးသက်တော်80ပြည့်တဲ့အခါမှာဝင်းတော်လာတဲ့ယောဂနဲ့ဂုတ်တိနာယုံပြီးအင်ကြီးဥယျာဉ်တော်ကအင်ကြီးပင်နှစ်ပင်ရဲ့အလဲညောင်ဆောင်ငယ်မှာညောက်ဖက်ကိုဥကောင်းပြုလို့လျောင်းတော်မူနေပါတယ်။လူနဲ့မြမနဲ့တာဃာတော်များဟာလည်းအနီးမှာငြိမ်သက်စွာခါစားပူးမြော်နေကြပါတယ်။ဗုဒ္ဓမြတ်စွာဟာအားတော်အလွန်နည်းနေလျက်နေပဲဩဝါဒစကားမိန့်ကြားတော်မူခဲ့ပါလေတယ်။တညာလုံးဩဝါဒပြီးတော်မူပြီးအာယုန်တက်ခါนี้မှာအကြောင်းရှိပြီးဖြစ်ရသောသင်္ခါရဟုသည်မြတ်ပြည့်ချင်းသဘောရှိကြ၏။တတိတရားဖြင့်အကျင့်သိက္ခာကိုပြည့်စုံစေကြလို့နောက်ဆုံးဩဝါဒကိုပြီးတော်မူပြီးဇန်သမဘဝင်စားလျက်ငြိမ်သက်တော်မူနေရကစိတ်တော်အစဉ်ရဆဲပြီးပြိဋိဘံဆံတော်မူလေရာကဘာမြေကြီးလည်းတုန်ကြီးခဲ့ရပါတယ်။ဗုဒ္ဓမြတ်စွာပြိဋိဘံဆံတော်မူပြီးနောက်နောင်လာနောင်သားတို့ကိုးကွယ်နိုင်ရန်အလို့ငါဓာတ်တော်များကိုထားရခဲ့ပါတယ်။အဲ့ဒီဓာတ်တော်များကိုရှစ်ပြည်တော်မင်းတို့အားပမောက္ခကြီးကခွဲဝေပေးသဖြင့်မင်းအပေါင်းတို့လည်းဇေဒီပထိုးများအတွင်ထည့်သွင်းထားပနာလျက်ကိုးကွယ်ကြပါတယ်။သင်္ဃာယနာတင်ပွဲဆိုသည်မှာဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောပိဋကတရားဒေသနာများကိုချို့ယင်းတိမ်မှပျောက်ပြက်ခြင်းမရှိဘဲတိကျမှန်ကန်စွာတည်တတ်နေစေရန်စီဝဲညီနိုင်မေးဖြေအတီးပြုကြပြီးလျင်တပေါင်းနှင့်စုပေါင်းရွတ်ဆိုပွဲကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။ပရမသင်္ဃာယနာတင်ပွဲကိုဗုဒ္ဓမြတ်စွာပြိဋိဘံဆံတော်မူပြီးနောက်3လအကြာအဇာသမင်းလက်ထက်မှာကျင်းပခဲ့ပါတယ်။ရှင်မဟာကတ္တဗမထေရအမှုရှိတဲ့ယဟန္တာ900တို့ဟာရာဇုပြည်၌မဟာသက္ကေ148ခုနှစ်မှာ9လတိုင်းတိုင်းပထမသင်္ဃာယနာတင်ပွဲကျင်းပခဲ့ပါလေဒုတိယသင်္ဃာယနာတင်ပွဲပထမသင်္ဃာယနာတင်ပြီးနှစ်ပေါင်း100အကြာတွင်အရှင်ရသမထေရကြီးမှု၍ဝေသာလီပြည်၌ယဟန္တာ900တို့သည်7လတိုင်းတိုင်းဒုတိယသင်္ဃာယနာတင်ပွဲကျင်းပခဲ့ပါလေတတိယသင်္ဃာယနာတင်ပွဲဒုတိယသင်္ဃာယနာတင်ပြီးနှစ်ပေါင်း100ကျော်အကြာသာမဏေသက်ကြီး235ခုနှစ်မှာ
ဓမ္မသောကမင်းတရားကြီးရဲ့ပံ့ပိုးကူညီမှုဖြင့်ပါတလိပုပြည်၌တတိယသင်္ဃာယနာတင်ပွဲကျင်းပပါလေ။အဲ့ဒီသံဃာယနာတင်ပွဲမှာအရှင်မောဂလိတိတ်္တထေကိုအမှုထား၍ရဟန္တာတစ်ထောင်တို့ဟာသာသနာတော်တန်ရှင်းစေရန်အတွက်ဆောင်နိုင်မှသင်္ဃာယနာတင်ကြပါလေ။သရုပ်ထသင်္ဃာယနာတင်ပွဲတတိယသင်္ဃာယနာတင်ပြီးနှစ်ပေါင်း200ကျော်ကြာသာသနာတက္ကီ450ပြည့်နှစ်ခန့်တွင်သီရိလင်္ကာနိုင်ငံဝရဂါမဏိမင်းကြီးလက်ထက်၌သရုပ်ထသင်္ဃာယနာတင်ပွဲကျင်းပခဲ့ပါလေ။နောက်အခါရဟန်းတော်များသည်ပိဋကသုံးပုံကိုနှုတ်တဲ့အာဂုံမဆောင်နိုင်ပါကတရားတော်များကွယ်ပြောက်မည်ကိုစိုးရိမ်သည့်အတွက်အရှင်မဟာဓမ္မရက္ခိတအမှုရှိသောရဟန္တာ900တို့သည်ပိဋကတရားတော်များကိုပေတဲ့အဖျားတင်၍သရုပ်ထသင်္ဃာယနာတင်ပွဲကိုကျင်းပကြပါလေ။ပြင်စမသင်္ဃာယနာတင်ပွဲသရုပ်ထသင်္ဃာယနာတင်ပြီးနှစ်ပေါင်း2000နီးပါးကြာခရစ်တက္ကီ1882ခုနှစ်မှာမြန်မာနိုင်ငံမန္တလေးရနာပုံနေပြည်တော်၌မင်းတို့မင်းတရားကြီးဟာပိဋကတော်မူခွဲများကိုညီညွတ်စေရန်၎င်းရေရှည်တည်တံ့စေရန်အတွက်၎င်းရည်ရွယ်လျက်ပိဋကတော်များကိုကြောက်တဲ့အဖျားတင်တော်မူခဲ့ပါလေ။ထင်ရှားကြော်ကြားတဲ့ဆရာတော်ကြီးများကြက်မှတ်လျက်တန်ဃာတော်2400တို့ဟာပိဋကသုံးပုံကိုနှုတ်တဲ့ရွတ်ဆိုကြပြီးအဲဒီနောက်မှာကြောက်သား929ချက်ပေါ်၌အဖျားတင်၍ပြင်စမသင်္ဃာယနာတင်ပွဲကျင်းပကြပါလေ။အဲဒီကြောက်ချပိဋကများသည်ယနေ့တိုင်မန္တလေးမြို့၌တည်ရှိပြီးကမ္ဘာအကြီးဆုံးစာအုပ်အဖြစ်မှတ်တမ်းဝင်ရရှိပါလေ။ပြင်စမသင်္ဃာယနာတင်ပြီး83နှစ်အကြာခရစ်တက္ကီ1954ခုနှစ်မှာမြန်မာနိုင်ငံမဟာပါဒနာကဘာကြီးကုန်းမြေမဟာပါဒနာနိုင်ကူတော်ကြီး၌ဆဋ္ဌသံဃာယနာတင်ပွဲကိုကျင်းပခဲ့ပါလေ။ဘုရားဟောပိဋကတော်များကိုအမှားယွင်းကင်းလျက်အထူးတန်ရှင်းစင်ကြယ်စေရန်အတွက်၎င်းအဲ့ဒီစင်ကြယ်သောပိဋကများကိုဆက်တင်ပုံနှိပ်၍ကဘာအနှံ့ပြန်ပွားစေရန်အတွက်၎င်းဗုဒ္ဓမြတ်စွာဘုရားဆံတော်မူပြီးနောက်နှစ်ပေါင်း2500ပြည့်မြောက်သည့်အထိမ်းအမှတ်ဖြင့်ထေရဝါဒ9နိုင်ငံဖြစ်တဲ့မြန်မာ၊ထိုင်း၊ကမ္ဘောဒီးယား၊သီရိလင်္ကာနဲ့လာအိုနိုင်ငံတို့မှဆရာတော်တန်ဃာတော်2618ပါးတို့ဟာဆဋ္ဌသင်္ဃာယနာတင်ပွဲကိုနှစ်တိုင်းတိုင်းကျင်းပကြပါလေ။ထို့သောအထက်ထစစ်ဆေးတန်ဆင်ပြီးပုံနှိပ်ထားတဲ့ပိဋကတော်များသည်စုစုပေါင်း52ကျမ်းစာအုပ်ရည်အားဖြင့်40ရှိပြီးစာမျက်နှာအရေအတွက်8025ဖြစ်ပါလေ။